မင်္ဂလာပါသမီးနာမည်ကချီစရာစင်ပါတကွန် International School MYB5 မှာအခုလက်ရှိတက်ရောက်နေပါတယ်ဒီ IB curriculum စပြီးစုံစမ်းခဲ့တော့ကဒါသမီးကအဲ့အချိန်တော့ grade 9တက်ရှိနေတဲ့အကြောင်းလူတယောက်ပေါ့နော်အဲ့တော့က home schooling ဒီရွှေဘုံမှာနေမှာ home schooling လုပ်နေတဲ့အကြောင်းလူတယောက်ပေါ့ဆိုတော့ဒီ IB curriculum ကိုစတင်ပြီးတော့တွေ့ရှိတော့2023လောက်ကပေါ့အဲ့အချိန်တော့ကတော့ဒီတိုင်းရိုးရိုးတာမှန်ပဲGoogle မှာဒီ IB ကျောင်းသားတွေရဲ့စိတ်ဓာတ်တွေကိုဖတ်ရတယ်ဒါမျိုးကိုလေ့လာသင်ယူရတယ်ပေါ့နော်နောက်ပိုင်းဒီ Dagon International School စဖွင့်တော့ဒီသမီးမောင်လေးအတွက်အရင်စဉ်းစားတာပေါ့နော်ဘာလို့ဆိုရင်သမီးအသက်အရွယ်ကလည်း9တန်း10တန်းအရွယ်ဆိုတော့IB ဆိုတော့သမီးအတွက်မမီလောက်တော့ဘူးဆိုပြီးတော့ပဲထင်ခဲ့တာDagon International School ကိုအခုမှစဖွင့်နေဒီအဲ့လိုပဲထင်ခဲ့တာပေါ့နော်။သမီးအသက်အရွယ်အတွက်လည်းမရှိလောက်ဘူးလို့ပဲထင်ခဲ့တာ။မောင်လေးတက်ကိုစဉ်းစားရတဲ့အကြောင်းရင်းကလည်းဒီမောင်လေးက responsibility မရှိတာရောဒီသူ့အတွက်ဒီ IB Pro learner profile ကိုဖတ်တဲ့အခါမှာဒီ IB သူ့ရဲ့စိတ်ထဲမှာသူ့စိတ်ဓာတ်တွေမှာ IB learner profile တွေကို integrate လုပ်ဖို့အချိန်ရောက်မနေဘူးလို့သမီးထင်ခဲ့တယ်။သမီးအတွက်ကကြတော့ဒီဘာပဲပြောဒီသမီးရဲ့ဒီမိသားစုဝင်ထဲမှာသမီးရဲ့ role ကတကယ် responsible ဖြစ်ရမယ်principal ဖြစ်ရမယ်ဒီ open minded ရှိရမယ်ဆိုတော့ IB learner profile တွေကိုသမီးအနေနဲ့ဒီ IB school မရောက်ခင်ကတည်းကဒါရှိခဲ့ပြီးသားလူငယ်တယောက်လို့သမီးကိုသမီးယုံကြည်ပါတယ်ဒါပေမဲ့ဒီမောင်လေးအတွက်ကကြတော့အရန်စိတ်ပူရယ်ပေါ့နော်အမတယောက်အနေနဲ့ဒီဘဝမှာအခက်အခဲတွေရှိရင် तू မရင်ဆိုင်နိုင်မှာစိတ်ပူတာကြောင့်ဒီ IB curriculum ကသူ့ကိုပြောင်းလဲနိုင်မယ်လို့သမီးယုံကြည်ခဲ့တယ်အဲ့ဒါကြောင့် IB Pro curriculum ကိုအများအားပေါ့နော်စိတ်ဝင်စားစွာနဲ့လေ့လာနေနေမှာဒီ Dagon International School ကိုရှောက်ခဲ့ရတာပါဆိုတော့ဒီဟာတွေဒီလေ့လာမှုတွေကလည်းဒီသမီးရဲ့ဒီessay competition ကိုပြိုင်တဲ့နေရာမှာအရင်အထောက်အကူပြုခဲ့ရလို့ထင်ပါတယ်ရှင်ဒါကတော့ဒီကျောင်းမှာဒါကျောင်းတက်နေတဲ့အကျောင်းသူလည်းဖြစ်တာကြောင့်ဒီပေါ့ပပပဲဒီ essay writing တွေဘာတွေမှာလဲတခါမှလည်းမပြိုင်ဘူးတော့ပထမအဆုံးအချိန်ပဲထိုင်းကြည့်လိုက်ပါမယ်လေဆိုပြီးတော့ဒါပြန်ဖြစ်ပြီးဖြစ်တာဖြစ်ပါတယ်ပြန်ဖြစ်သွားတာဆိုတော့ဒီကျောင်းမှာလက်ရှိတက်ရောက်နေတဲ့အကျောင်းလူလည်းဖြစ်တာနဲ့ဒီ IB အကျောင်းကိုထွေထွေထူးထူးကြီးတော့လေ့လာစရာမလိုခဲ့ဘူးပေါ့နော်ဘာလို့ဆိုရင်ဒီကျောင်းကိုပြောင်းမယ်လို့စဉ်းစားပြီးရတယ်ပြောင်းမယ်လို့ဆုံးဖြတ်ချက်ချလိုက်တာနဲ့ဒီ IB ကျောင်းကိုဒါစစ်ဆက်လေ့လာခဲ့တာကြောင့်တကယ်ဘာပဲပြောဒီ IB ကျောင်းသားအနေနဲ့ experience ရှိခဲ့တာကြောင့်တအားကြီးထွေထွေလေ့လာခဲ့စရာမလိုပေမဲ့ဒီကျောင်းမှာလည်းဒီအများအားဒီ IB profile ဆိုတာပါ IB ဆိုတာပါဆိုတာဒီကျောင်း community တစ်ခုလုံးကြီးဒီဟာကိုပဲဒီ student တွေကိုပေါ့နော်နေက IB ကျောင်းကိုတက်နေရဆိုပြီးအများ remind လုပ်ပေးတာကြောင့်ဒီ IB learner profile ကိုဘယ်လိုကိုကကိုက်ညီအောင်လုပ်ရမယ် approach to learning ဆိုရဲဒီ learning ကိုဘယ်လိုဒီ approach လုပ်ရမယ်ဆိုတာကို constantly remind လုပ်နေရကြောင်းတအားကြီးထွေလေ့လာစရာမလိုခဲ့ပေမဲ့ဒါ online ပေါ်ကလည်း IB for all ဆိုတာဘယ်လို philosophy လဲဒီ ideology ကိုဘယ်လိုပြီးတော့စတင်ပြီးတော့တည်တင်ခဲ့တာလဲဘယ်လိုလူရစတင်တည်တင်ခဲ့တာလဲဆိုတာဒါဖတ်ခဲ့တယ်ပေါ့နော်ဒီလိုဖတ်ခဲ့ပြီးတော့ပြင်ဆင်ခဲ့တာဖြစ်ပါတယ်ရှင်ဒါဖေဖေနဲ့မေမေကတော့မနက်10:00 နာရီလောက်ကစတည်လို့ပြောပါတယ်မောင်လေးကနေပြီးတော့ဒီကျောင်းဆင်းတဲ့အချိန်မှာဒီမုံဆိုင်ကိုလာပြီးတော့ပေါ့နော်သမီးရှိရဲ့နေရာကိုလာပြီးတော့ဟဲနေစုရတယ်ဆိုပြီးတော့သူ့မုံလာဝယ်ကျွေးဖို့ပြောပါတယ်အဲ့ချိန်တော့မောင်လေးကဒီအိုင်ကိုစီကနေပြီးတော့ဘုံစားခြင်းတယ်လို့ပဲထင်ပြီးတော့ဒီမယုံခဲ့ဘူးပေါ့နော်အဲ့တော့ तू က admission ကိုသွားမေးလို့ပြောတော့ admission ကိုသွားမေးတာနဲ့သမီးကဝန်နာမှန်းသိခဲ့ရတာပါအဲ့ချိန်တော့တကယ်ပေါ့အရန်လဲ surprising ဖြစ်ခဲ့ရတယ် unexpected လည်းဖြစ်ခဲ့ရတယ်ဒါကြီးကိုဖြစ်ခဲ့မယ်လို့လည်းမယုံကြည်ခဲ့ဘူးပေါ့နော်ဒါပေမဲ့ဒီလိုကြိုင်ခဲ့ပြီးတော့နိုင်ခဲ့လို့လည်းအရန်ဝမ်းသာမိပါတယ်